Minglava New Life Education Center ကနေပြီးတော့ကြိုဆိုပါတယ်ဒီချိန်ကဒီနေ့မှာတော့ screen saver ထားတဲ့နေ့နဲ့ပတ်သက်ပြီးတော့ share လုပ်ပေးတော့မှာဖြစ်ပါတယ်screen saver ဆိုတာဘာကိုပြောတာလဲ screen saver ဆိုတာကဘယ်အချိန်မှာသုံးတာလဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့အရင်ဆုံးပြပြပေးပါမယ် screen saver ဆိုတာကကွန်ပျူတာကိုဒီချေတို့ကအသုံးမပြုတော့တဲ့အချိန်မှာ screen ကဒီချေတို့အခုလက်ရှိနေတဲ့ screen ကမဲပြီးတော့ပိတ်သွားတာမျိုးမဟုတ်ဘဲနဲ့ကိုလိုချင်တဲ့စာတန်းတစ်ခုခုပဲဖြစ်ဖြစ်ရုပ်ပုံလေးတွေပဲဖြစ်ဖြစ်မြင်ချင်တဲ့အချိန်မျိုးမှာအသုံးပြုတာဖြစ်ပါတယ်ဒါဆိုရင် screen saver ကိုဘယ်ချိန်မှာထားတင်လဲဘာလို့သုံးတယ်လဲဆိုတာကဒီချေတို့ကကွန်ပျူတာကိုဇက်တက်အသုံးပြုနေတဲ့အချိန်မျိုးဆိုလို့ရှိရင်တော့ screen ကပုံမှန်အတိုင်းပဲမိအလင်းရောင်လေးနဲ့မှာဖြစ်ပြီးတော့ဒီချေတို့ကသူ့မှာကတ်သက်ထားတဲ့10မိနစ်သို့မဟုတ်2မိနစ်3မိနစ်အဲ့လိုမျိုးအချိန်မှာဒီချေတို့က mouse တွေ keyboard တွေကိုအသုံးမပြုတော့တဲ့အချိန်မှာဆိုလို့ရှိရင်ဒီချေတို့အခုမြင်နေရတဲ့ screen တစ်ခုလုံးပေါ့နော်ဒီ monitor တစ်ခုလုံးကမဲပြီးတော့ပိတ်သွားမှာဖြစ်ပါတယ်အဲ့လိုအချိန်မှာဒီချေတို့ကအပြင်သွားစရာရှိတဲ့အခါမျိုးတွေမှာပဲဖြစ်ဖြစ်ပေါ့နော်ကိုအနောက်မှာအလုပ်တစ်ခုခုလုပ်ရင်းနဲ့ပါဖြစ်ဖြစ်တချို့ရုပ်တရက်ကိုကွန်ပျူတာကိုပိတ်ထားမိလားမပိတ်ထားဘူးလားအဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်ဒီချို့ကွန်ပျူတာကိုကြည့်လိုက်ပြီးဆိုရင်ကိုကကွန်ပျူတာကိုမပိတ်ထားဘူးဆိုလို့ရှိရင်အဲ့ဒီ screen saver လေးက10မိနစ်ပြည့်တယ်ဆိုရင်10မိနစ်ပြည့်တာနဲ့အဲ့ screen saver လေးကလာပြီးတော့ဒီချို့ screen မှာပြနေမှာဒါဆိုရင်ဒီချို့ကွန်ပျူတာပိတ်ထားလားမပိတ်ထားဘူးလားဆိုတော့သိချာသိနိုင်တယ်ပေါ့နော်အဲ့တော့ဘယ်လိုလိုမျိုးတွေအသုံးပြုတင်လဲဆိုလို့ရှိရင်တစ်ချက်လိုလူမျိုးတွေအသုံးပြုတင်တယ်။ဘာကြောင့်လဲဆိုတစ်ချက်ဆိုလို့ရှိရင်မေ့တတ်တယ်ပေါ့နော်။အာယုံများတော့မေ့တတ်တယ်။ဥပမာတစ်ခုခုအလုပ်တစ်ခုခုလုပ်နေရင်အာယုံကနောက်တစ်ခုပြောင်းသွားတော့မယ်ဆိုလို့ရှိရင်မရင်လုံးလက်စာအလုပ်ကလေးကိုမေ့သွားတာမျိုးရှိတတ်တယ်ပေါ့နော်။အဲ့လိုမျိုးလူတွေဆိုလို့ရှိရင်တော့ screen saver ကိုအသုံးပြုတင်တယ်လို့တစ်ချက်ကထင်ပါတယ်ပေါ့နော်။မဟုတ်ဘူးကိုကသတိရတယ်ချက်ချင်းလက်ခင်မဲ့ကိုင်းနေချက်ချင်းလက်ငင်မဲ့ကိုကကွန်ပျူတာကိုဒီ power off ပေါ့နော် shut down လုပ်တယ်အဲ့လိုလူမျိုးတွေဆိုလို့ရှိရင်တော့ဒီမထားတင်ဘူးလို့တော့ဒီချေအထင်ပါတယ်ပေါ့နော်ထားတိုင်းလေကောင်းတာမျိုးတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ကဲဒါဆိုရင် screen saver လုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးလုပ်ရတာလဲဆိုရင်ဒီချေတို့ hall မှာတွေ့လားမသိဘူးဒီပေါ်နေတဲ့မော်ဒီ desktop ပါဆိုလို့ရှိရင်ဒီချေနဲ့ right click လေးတစ်ချက်ပေါ့ sorry ပါအဲ့တော့ right click ဒီတစ်ချက်ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ပေါ်လာတဲ့ပေါက်ကလေးရှိပါလိမ့်မယ်အဲ့ဒီပေါက်ထဲမှာဒီချက်တို့ကဒီ personalize ဆိုတဲ့နေရာလေးကို click တစ်ချက်နှိပ်ပြီးတော့သွားပါမယ်တော့ personalize မှာဆိုလို့ရှိရင်ဒီချက်တို့တွေ့ကြလားမသိဒီလိုပုံစံမျိုးဒါဆိုလို့ရှိရင်ဒီချက်တို့က screen saver လုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်လို့ဒီချက်တို့ကသူ့ရဲ့အောက်မှာဆိုလို့ရှိရင်ဒီမှာ lock screen ဆိုတာလေးတွေ့လားမသိဘူးအဲ့ lock screen လေးကို click တစ်ချက်နှိပ်ရမှာဖြစ်ပါတယ်ဒါပေမဲ့အခုလို့ရှိရင်ဒီချက်ဒီကွန်ပျူတာမှာမြင်နေရတဲ့လူမျိုးဒီလေးလာတဲ့သူကျောင်းသားကျောင်းသူတွေအနေနဲ့ပေါ့နော်ဒီလိုမျိုးတုံးစံနေတော့မြင်ကျင်မှတော့မြင်ရလိမ့်မယ်ဒါပေမဲ့ရှိတဲ့နေရာကျတော့အတူတူပဲပေါ့နော်ဘာလို့မမြင်ရဘူးလဲဆိုလို့ရှိရင်ဒီချက်ကအသုံးပြုထားတဲ့ window တွေပုံမှာမူတည်ပြီးတော့မှမြင်ကွင်းနေရာပြောင်းလဲသွားတယ်တကယ်လို့များမမြင်ရအောင်ဆိုလို့ရှိရင်ဒီဘက်မှာဒီချက်ကဘာရင်လေးတစ်ခုပါပါတယ်ပေါ့နော်ဒီမှာတွေ့လားမသိ point ထောက်လိုက်တာနဲ့ပေါ့လေအဲ့ဒီဘာလို့16ဘာလို့ခေါ်ပါတယ်ဒါဆိုလို့ရှိရင်ဒီချေတို့ ice cover လေးကိုအပေါ်အောက်လုပ်လိုက်ပြီဆိုတာနဲ့ဆွဲချိလိုက်ပြီဆိုတာနဲ့ဘာတွေပါလဲဆိုတာဒီချေတို့အောက်မှာဘာတွေကြံသေးလဲဆိုတာသိနိုင်တယ်တကယ်လို့ကိုကဒီစကိုးပါကိုဆွဲရတာတိတ်ပြီးတော့မကျွမ်းဘူးဆိုလို့ရှိရင် mouse မှာပါတယ်ဘိန်းလုံးလေးရှိပါတယ်အဲ့ဒီဘိန်းလုံးလေးကိုဒီချေတို့ကလှည့်ရုံနဲ့အောက်ကိုကြည့်လို့ရပါတယ်ပေါ့နော်ဒီမှာတော့ဒီချေကတန်းဝင်တာနဲ့မြင်ရတယ်ဒီမှာ lock screen ဆိုတဲ့နေရာလေးပေါ့နော်ဒါဆိုရင် lock screen လေးကိုကလစ်တစ်ချက်နှိပ်လိုက်မယ်နေပြီးသွားရဆိုလို့ရှိရင်အဲ့ဒီမှာတွေ့လားမသိဒီချက်ထားတဲ့ lock screen ရှိတယ်ပေါ့နော်ဒါကကြတော့ lock screen ဆိုတဲ့အဓိပ္ပာယ်ကဒီချက်မသုံးပေါ့နော်ခဏလေးမသုံးဘူးမသုံးမင်းနဲ့ထားလိုက်တဲ့အချိန်မှာဒီချက် screen ကမဲသွားလိုက်ပြီပေါ့နော်အဲ့လိုမဲသွားပြီးတော့ခဏပြပွင့်တဲ့အချိန်မှာဆိုလို့ရှိရင်သုံးနေတဲ့ window ကိုချက်ချင်းလာပြပေးတာမျိုးမဟုတ်ဘဲနဲ့ဒီလိုမျိုး lock screen ထားတဲ့ပုံလေးတွေကိုလာပြပေးတာပေါ့နော်အဲ့ဒါကတော့ဒီကျောင်းသားကျောင်းသူတွေလည်းနားလည်မယ်လို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဖုန်းနေမှာလေအခုခေတ်ဖုန်းနေမှာဆိုဒီချေတို့က2မျိုးရှိတယ်။အပြင်ဘက်မှာဒီအတွင်းထဲက software တွေကိုမမြင်ရခဲ့အပြင်ဘက်မှာမြင်ရတဲ့ပုံကို lock screen လို့ခေါ်တယ်။အတွင်းထဲမှာပေါ်တဲ့ဟာကိုဒီချေတို့က wallpaper လို့ခေါ်တာဖြစ်ပါတယ်။ကွန်ပျူတာလည်းဒီသဘောတရားနဲ့အတူတူပဲပေါ့နော်။အဲ့ဒါဆိုရင်ဒီချေတို့အောက်ကိုထပ်သွားမယ်။ screen saver ကိုသွားချင်တာဖြစ်တဲ့ဟောဒီမှာအဲ့ဆိုလို့ရှိရင် screen saver လေးတွေ့လားမသိဘူး။ဒါဆိုရင် screen saver လေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်
နေလိုက်ပြီးဆိုရင်ဒီမှာ screen saver setting ဆိုတဲ့ပေါက်ကလေးလာကြပါလိမ့်မယ်အဲ့ဒီပေါက်မှာဆိုလို့ရှိရင်ဒီချဲတို့ကဒါလေးက preview လို့ခေါ်ပါတယ်ပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ဒီချဲကွန်ပျူတာမှာထားတဲ့ပုံစံလေးကိုသူကနမူနာပြပေးတာပေါ့နော်အဲ့ဒီအောက်မှာ screen saver မှာဆိုရင် NaN ဖြစ်နေတယ်ပေါ့နော် NaN ဆိုတဲ့အဓိပ္ပာယ်ကဒီမှာကွန်ပျူတာမှာမထားဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီချက်ကွန်ပျူတာမှာ screen saver နဲ့ပတ်သက်ပြီးတော့ဒီချက်ကမထားဘူးပေါ့နော်ဒါကြောင့်မို့ NaN လို့ပေါ်တာလို့ဆိုရင်အခုဒီချက်တို့ကထားတော့မယ်ဆိုရင်သူ့ရဲ့နောက်မှာမြားလေးရှိပါတယ်အဲ့ဒီမြားလေးကိုဒီချက်တို့ကမိုး pattern လို့ခေါ်ပါတယ်ပေါ့နော်နောက်ထပ်ရွေးချက်စရာတွေထပ်ပြီးတော့ရှိတဲ့အချိန်မှာအဲ့ဒီ color ခလေးအမြဲတမ်းပါတတ်ပါတယ်ဒါဆိုဒီချက်ကမိုး pattern လေးမှာကလေးတစ်ချက်နေလိုက်မယ်နော်နေလိုက်တဲ့အချိန်မှာသူကလေအမျိုးအစားတစ်ခုလည်းရှိတာမဟုတ်ဘူးဒီလားအများကြီးရှိရပေါ့နော်ဥပမာ 3D test ဆိုတာဘာပြောတာလဲဆိုရင်ကိုလိုချင်တဲ့စာလေးကိုရိုက်လို့ရတယ်ဥပမာကိုရဲ့နာမည်လေးပဲဖြစ်ဖြစ်ကိုရဲ့သဘောကျတဲ့ idol နာမည်လေးတွေပဲဖြစ်ဖြစ်ဥပမာတင်တဲ့နာမည်လေးတွေပဲဖြစ်ဖြစ်သက်ဆိုင်ရာပေါ့နော်နာမည်လေးတွေထားလို့ရတယ်ပေါ့နော်အဲ့ဒါကို 3D test လို့ခေါ်ပါတယ်နောက်တစ်ခုအကြ blank ဆိုတာအမေတချို့ကအနကိုတွေက screen saver သုံးနေဆိုတဲ့အဓိပ္ပာယ်ကအဲ့လို screen အမေကြီးကိုမမြင်ချင်လို့ပိတ်သွားတဲ့ screen အမေအခြေအနေကို condition ကြီးကိုမကြိုက်လို့ screen saver ထားတာလေအဲ့ဒါကို black ကြီးထားလို့ရှိရင်ဘာမှမထူဘူးပေါ့နော် screen saver မထားတာနဲ့အတူတူပဲဒါကြောင့်မလို့ black ကိုအတက်နိုင်ဆုံးမသုံးပါနဲ့လုံးဝမသုံးစေချင်ပါဘူးပေါ့နော်နောက်တစ်ခုကအောက်မှာလေးပါပဲဆိုရအဲ့လိုသိပါဘူးအဲ့ဒီပါပဲလေးမှာကလေးတစ်ချက်နေလိုက်မယ်ရှယ်ရိုအဲ့ဒီပါပဲလေးကကြတော့ဘာလို့လာပြပေးတာလဲဆိုလို့ရှိရင်ဘူစီပေါင်းလေးတွေပေါ့နော်16ပေါ်မှာဘူစီပေါင်းလေးတက်တဲ့ပုံစံလေးကိုလာပြပေးတာဖြစ်ပါတယ်။ Now photo ဆိုတာကတော့ဓာတ်ပုံလေးတွေထားတာပေါ့နော်ဒီမှာ preview လေးမှာလည်းလာတော့ပြပေးနေပါတယ်။နောက်အောက်ကကြတော့ ribbon ပေါ့နော် ribbon ဆိုတာကအဲ့မှာတွေ့လားမသိဘူးရှယ်ရိုကဒီအလင်းတက်အလေးတွေပေါ့နော်သွားနေတဲ့ပုံစံမျိုးလေးတွေဖြစ်ပါတယ်အဲ့တော့ကိုကြိုက်တဲ့ဟာကိုဒီချဲတော့ရွေးလိုက်ရုံပါပဲဒါပေမဲ့ဒီချဲမှာဒီတခြားဟာတွေကကြတော့ဒီတိုင်းထားလိုက်လို့ရှိရင်ရတယ်ဘာမှဖြစ်ဥပမာဒီပုံစံလေးကိုထားလိုက်ပေါ့ဒီချဲကအဲ့ဆို preview လေးရင်ပြပေးမယ်နော်ဒီအနောက်မှာဒီပုံစံလေးလာမှာ mouse ကိုထိလိုက်ပြီးဆိုရင်တော့အဲ့ဒါလေးပျောက်သွားမှာဒါလေးတက်လေးတက်ကဒီ preview ရင်ပြပေးမယ်နော် preview ကြည့်လိုက်လို့ဆိုတော့ဘာလို့ပေါ်လဲဆိုတော့ original ရွေးထားတယ် Windows လို့ပေါ်နေတာချက်တော့ window လို့မရေးချင်ဘူးတခြားစာတန်းရေးချင်ပြီဆိုရတယ် setting မှာကလေးတစ်ချက်နှိပ်လိုက်မယ်အဲ့မှာ window လို့ပေါ်နေတွေ့လားအဲ့တော့ဒီချက် window လို့ဖြတ်လိုက်မယ်နော်အော်ဒီချက်တော့ကိုကြိုက်တဲ့စာသားလေးတစ်ခုပြင်လို့ပေါ့နော်ဒီချက်ကတော့ဒီမှာ new life education လို့ပြပါတယ်နော်ဒီလို education လို့ရေးပြီးတော့အဲ့မှာအရောင်လေးတွေပါရေးလို့ရတယ် solid color လေးဒီမှာတစ်ချက်မရေးတော့ပါ okay ပဲတစ်ချက်လောက်နေလိုက်မယ်ဒါဆိုရင် preview လေးမှာတစ်ချက်နေကြမယ် new life education ဆိုပြီးတော့လာပြီးတော့လေပြောပြမယ်နော် screen saver ထားပြီးသွားပြီအဲ့ screen saver ကဒီချက်ဘယ်အချိန်မှာပေါ်တာလဲဆိုလို့ရှိရင်ကွန်ပျူတာကိုလုံးဝအသုံးမပြုတော့တဲ့အချိန်မှာပေါ်တာပါကွန်ပျူတာမှာရှိတဲ့ mouse တို့ keyboard တို့ကိုအသုံးမပြုတဲ့အချိန်မှာပေါ်တာပါအဲ့တော့အသုံးမပြုတဲ့အချိန်ဒီချက်ဘယ်နဲ့နိုင်ကြည့်လဲဆိုရင်ဒီမှာတည်လားမသိဘူး10 minute ရှိတယ်ဒီ10 minute ထက်တော့နေလို့မရဘူးပေါ့နော်2 minute 3 minute ဒီမှာတော့ဒီချက်10 minute ထားလိုက်မယ်နော်ပြီးရင်apply မှာနှိပ်လိုက်မယ်ပြီးရင် okay လေးမှာတစ်ချက်နှိပ်မယ်ပြီးရင်ဒီမှာဒီချက်ကအခု mouse ကိုလွှတ်လိုက်ပြီး keyboard ကိုလည်းလုံးဝမကိုက်တော့ပါဘူး10 minute ပြည့်အောင်စောင့်ပါမယ်10 minute ပြည့်ရဆိုလို့ရှိရင်ခုနအဲ့ဒီချက်ထားတဲ့ 3D touch ဖြစ်တဲ့ new life education center လေးတက်လာပါလိမ့်မယ်ဆိုရင်တွေ့လားမသိဘူး10 minute ပြည့်သွားပြီဆိုလို့ရှိရင်သူကဘယ်လိုပေါ်လာလဲဆိုရင် new life education ဆိုတဲ့ခုန screen saver လေးလာပြီးတော့ပြနေပါလိမ့်မယ် screen saver ကိုမထားချင်တော့တဲ့အချိန်ကြာလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုရင်ပိတ်တဲ့နည်းလို့တစ်ခါလေးပြောမယ်နော် screen saver လေးမှာပဲကလစ်တစ်ချက်နဲ့ဒီမှာ 3D တက်လို့ဖြစ်နေတဲ့အချိန်မှာအဲ့လိုပဲ NaN ဆိုပြီးပြန်ထားလိုက်နော် NaN ဆိုပြီးတော့ပြန်ထားလိုက်လို့ရှိရင်အဲ့ဒါရပါပြီအဲ့ဆိုရင် screen saver လေးကအသုံးပြုနေတာမရှိတော့ဘူးเนาะဒီချက်ချက်ကလေး close နဲ့ထွက်လိုက်ပါမယ်ကဲဒါဆိုရင်ဒီချက်ဒီနေ့ share ရမယ်လို့သွားတဲ့ဟာလေးကတော့ကွန်ပျူတာမှာ screen saver ဘယ်လိုထားရမလဲဆိုတဲ့ concept လေးဖြစ်ပါတယ်ဒီဟာလေးကိုကြည့်ရှုပြီးတော့နားမလည်တဲ့ဟာမျိုးတွေရှိတယ်နားမလည်လိုက်ဖို့ဒီချက်ရှင်းပြတာသိပြီးတော့မရှင်းလိုက်ဘူးဆိုလို့ရှိရင်ဒီချက် new life education center ရဲ့ချက်ပေါက်ကနေပြီးတော့လာပြီးတော့မြင်လို့ရပါတယ်ကျေးဇူးတင်ပါတယ်